အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က ChatGPT ထဲမှာဓာတ်ပုံတစ်ပုံကိုထည့်ပြီးတော့ပုံပြင်ခိုင်းမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုပုံထွက်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ပါဦးဟုတ်ပြီကျွန်တော်ကအခု ChatGPT app ထဲကိုဝင်လိုက်ပြီဒီစာမျက်နှာကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ကဒီမှာဓာတ်ပုံပေါ့နော်ဒီနားလေးမှာဓာတ်ပုံဆက်တဲ့နေရာလေးကိုကျွန်တော်ယူလိုက်ပြီးဒီမှာဓာတ်ပုံဆိုတာကိုရွေးလိုက်ပြီးဒီဓာတ်ပုံကိုကျွန်တော်ကသူ့ကိုဘာတွေပြင်ခိုင်းမလဲဆိုတော့ကျွန်တော်ရေးလိုက်ပါမယ်ကျွန်တော်လိုချင်တဲ့ပုံစံတွေကိုသူ့ကိုကျွန်တော်ကတစ်ခါတည်းပို့လိုက်တယ်သူခုဆိုရင်ပြင်နေပြီပေါ့နော်အဲ့ပြင်နေတဲ့အဆင့်လေးကိုခဏစောင့်ပေးရတယ်နော်ကွက်တီရတော့ပါပြီအသက်အားဖြင့်တော့နည်းနည်းလေးကြီးနေတယ်လို့တော့ခံစားရတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ဒါဆိုရင်တော့ခုဆိုရင်ဒါပြီးသွားပြီကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းလဲထွက်တယ်ကြည့်အောင်ဓာတ်ပုံကျွန်တော်ဓာတ်ပုံကိုသိမ်းနေပါတယ်ဓာတ်ပုံသိမ်းလို့ပြီးသွားပါပြီအဲ့ဒါဆိုရင်ကိုယ့်ရဲ့ gallery ထဲမှာဓာတ်ပုံကိုကြည့်ရှုနိုင်ပါပြီအားလုံးပဲအဆင်ပြေကြပါစေ